ဒါလေးကကြတော့ pleasant show ဂျူပေါ့နော်ဒါတစ်ဖာကို60ပါတာဒီကကြတော့တဒါစင်ကိုတဘူးလက်ဆောင်ရတာဖြစ်တဲ့ကြောင့်9ဒါစင်ဆိုတော့ဒါ9ဘူးပေါ့နော်ဒါ9ဘူးလက်ဆောင်ဒါ show ဂျူ9ဒါစင်ဒီကကြတော့အထွာနိုင်ပေါ့နော်အထွာနိုင်အားလုံးအညိုနဲ့ဒါ brown ပေါ့နော်ဒါ brown ဒီဘက်ကကြတော့ black ပေါ့နော် black နဲ့ brown နဲ့ဆိုအားလုံးပေါင်းဒါ120ပေါ့နော်120 10ဒါစင်10ဒါစင်ဆိုတော့ तू က10ဘူးလက်ဆောင်ရတယ်10ဘူးလက်ဆောင်ရတယ်ဒါ200မေးပေါ့နော်ဒါမျိုးလေးတွေပါဒါလေးတွေကအနက်ပေါ့နော်ဒါလေးတွေကအနက်ဒါကကြတော့ဒါလေးတွေကအညိုပေါ့နော်အညို200မိလီသူကတဘူးကိုလက်လီစေးက3000ပေါ့နော်ဒါခွက်ပြီးလိုက်ပေါ့သူကတဘူးဝယ်တိုင်းမှာဒီလိုခွက်ကဲဒီလိုဘီးတစ်ချောင်းရယ်ဒီလိုဘီးတစ်ချောင်းရယ်ဒီလိုလက်အိတ်ပေါ့နော်ဒီလိုလက်အိတ်တစ်ခုရရတယ်ပေါ့နော်ဒါခွက်ပြီးလိုက်အားလုံး130ပေါ့နော်ဆိုတော့အထာနိုင်10ဒါစင်နဲ့မထူတို့ဒီရှိုချို9ဒါစင်ပေါ့နော်မနေ့ဖြန်လက်ကားလေးတွေသွားမှာမယ်မလေးရှားညီမလေးအမှားလေးပါကျေးဇူးတင်ပါတယ်ညီမလေး